သာသနာတော်နှစ်2568ကောဇာတက္ကရာ1386ခုနှစ်နရောလာဇန်ရှိမန္တလေးမြို့ဦးဝင်းမြင့်ဒေါခင်အေးဝင်းညီမဖြစ်သူဒေါခင်တန်ထေရွှေမြင့်ကလေးပဲခွဲဆက်မိသားတစုတို့ဓမ္မဒါနပြုသဖြင့်ဟောကြားအပ်သောအရှင်သာရိပုတ္တရာဤဘဝနှင့်ဓမ္မအပိုင်း19တရားတော်အရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မအပိုင်း19မှာဘာပြောပြကြတယ်လဲဆိုတော့အရှင်သာရိပုတ္တရာကြီးနဲ့အရှင်ယေဝရညီကိုနှစ်ပါးအကြောင်းလေးနည်းနည်းပြောပြကြလို့အတုလလို့ခေါ်တဲ့မြတ်စွာဘုရားလက်ထက်ကဒကာကြီးတယောက်ရှိခဲ့ဘူးတဲ့သာဝတိအဲ့ဒီဒကာကြီးကတရားနာခြင်းလို့ဆိုပြီးတော့နောက်ကသူနဲ့သတင်းသုံးပေါ်ဥပဒကာတွေနဲ့အတူပေါ့အရှင်သာရိပုတ္တရာရဲ့ညီရှင်ယေဝရထံသွားတယ်အရှင်ယေဝရဆိုတာကပြီးတစ်ပတ်ကပြောခဲ့ပြီးတောကြီးထဲမှာတပါးနဲ့နေတာဒီဟောဝိယဧကာစာရောတဲ့ယေဝတောနာမတိဟောဝိယဧကစာရောယေဝရဆိုတာချင်းသေးကဲ့သို့ရဲရင်နဲ့အဲ့ဒါကြောင့်တော်ကြီးတဲ့မှာတပါးတည်းပဲနေတယ်တော်တဲ့မှာတပါးတည်းနေတဲ့မထေဆိုတော့သိပြီးတော့တကားလဲပြောခြင်းဟာမတူဘူးပြောလေပြောထားလည်းမရှိဘူးနေတာလည်းတပါးတည်းနေတယ်ဧကစာရအဲ့တော့ဒကာကြီးတွေချင်းကပ်ပြီးတော့တရားနာခြင်းလို့သွားတယ်တရားနာခြင်းလို့ချင်းကပ်လာတဲ့ဒကာတွေကိုဒေနတဒိဏဂိဉ္စီကထေတိအဲ့ဒီဒကာတွေနဲ့တလုံးတပါရသောစကားကိုမြမပြောဘူးဟောတရားနာခြင်းလို့သွားတယ်အရှင်သာရိပုတ္တရာရဲ့ညီဆိုတော့ဖူးခြင်းပဲဖူးပြီးတော့တရားနာခြင်းပဲပေါ့အရှင်သာရိပုတ္တရာရဲ့ဉာဏ်ကြီးတယ်လို့ဒီကိုယ်တော်လေးဉာဏ်ကြီးသလားဒါသိကျင်တာလည်းဖြစ်မယ်ဟောတရားမဟုတ်တလုံးတပါရသောတရားကိုမနာခဲ့ရဘာဖြစ်တော့မေးတယ်ကဲ့ရဲ့ဩဒီကိုရောနဲ့နေနိုင်လိုက်တာတရားနာခြင်းလို့လာတဲ့ပုဂ္ဂိုလ်တရားလေးတခုံးတော့မဟောဘူးဆိုပြီးတော့အဲ့ဒီမှာဒေါသတော်ထွက်ကြတယ်ဟာကဲ့ရဲ့ရှုံချတင်းနေပြောအဲ့ဒီနာဂရီရှင်သာရိပုတ္တရာရှိတဲ့နေရာလာအဲ့ဒီအကြောင်းတွေရှင်သာရိပုတ္တရာလျှောက်အရှင်ဘုရားတပည့်တော်တို့ရှင်ဘုရားရဲ့ညီယေဝရထံသွားပြီးတရားနာခြင်းလို့သွားကိုတော်လေးနဲ့ဘုရားတရားစကားတစ်လုံးကိုမပြောဘူးတရားနာခြင်းတဲ့ပုဂ္ဂိုလ်တရားလေးဟောမှာပေါ့ဘုရားဒီလိုပြောတရားနာခြင်းလို့ခုဘာလို့လာကြတော့ရှင်ဘုရားစီတဲ့တပည့်တော်တရားနာခြင်းလို့လာတယ်ဒါဆိုကောင်းပြီတကားလေးထိုင်ကြဆိုပြီးအဲ့ဒီမှာရှင်သာရိပုတ္တရာကြီးကတရားဟောဘာတရားဟောတယ်လဲမေးတော့ရှင်သာရိပုတ္တရာကြီးကအဘိဓမ္မာတရားဟောရသော်ဗျာတာဝရိန္ဒာမှာဟောတယ်တာဝရိန္ဒာမှာဟောတဲ့တရားကိုအရှင်သာရိပုတ္တရာပြန်ဟောအရှင်သာရိပုတ္တရာအဲကြောင့်ဗိဓမာမှာဒီလူပြေမှာစတင်ဖြန့်ချီတဲ့မထေကြီးဆိုတော့ဗိဓမာအလုံးသူ့ဉာဏ်နဲ့လည်းကြိုက်တော့ဉာဏ်လည်းကြီးကျယ်တယ်ဗိဓမာလည်းနဲ့ခက်ခဲတဲ့ဗိဓမာကျမ်းစာကိုသူ့ရဲ့ဉာဏ်နဲ့ကွန်မြူပြီးတော့မှအဲ့ဒီမှာဟောတာပေါ့ဟောလိုက်တဲ့အခါဒကာတွေကဘာဖြစ်လို့ပြီးတယ်တရားရှည်သွားအဘိဓမ္မာကထာနာမအတိတဏအဘိဓမ္မာကထာနာမအတိတဏတဲ့ဒကာတွေပြောအဘိဓမ္မာဆိုတာလွန်နုညံ့တာတဲ့ထေရောဘဟုံအဘိဓမ္မမေဝကထေတိထေရောဘဟုံအဘိဓမ္မမေဝကထေတိအာမကဣမိနာကောအထောတဲ့အဲ့ဒီတရားတွေနဲ့သူတို့ဘာလုပ်ရမှာတော့စောယေဝရလေးမဟောလို့ကဲ့ရဲ့ပြန်တယ်အခုရှင်ယေဝရရဲ့အကိုကြီးနောင်တော်ကြီးတရားဟောများလုံးလို့ဘာဖြစ်လို့ကဲ့ရဲ့ပြန်တယ်မဟောတော့လေကဲ့ရဲ့ဟောပြန်တော့လည်းပဲကဲ့ရဲ့အဲ့ဒီအနေစိတ်တွေညစ်ပြီးတော့ကဲ့ရဲ့ရှုံချပြီးပြန်ထွက်အရှင်အနန္ဒာစီရအရှင်အနန္ဒာကိုသူတို့လျှောက်တယ်ရှင်သာရိပုတ္တရာကြီးသွားတာဗျာဟောလိုက်တဲ့တရားတွေအရှင်ဘုရားလိုက်ကမ်းစိုးကိုမသိဘူးတရားတွေကြာကြီးဟောနေအရှင်ကြီးဟောနေတယ်ဒါဖြစ်တဲ့ခါကြီးတို့ကျုပ်စီဘာလို့လာတော့တရားနာခြင်းလို့လာတယ်အရှင်သာရိပုတ္တရာကြီးတရားရှည်ကြီးဟောလို့ကဲ့ရဲ့တယ်ရှုံချတယ်ဆိုတော့အရှင်အာနန္ဒကိုရောမြတ်ကလည်းပဲအပ္ပမေဝဓမ္မံကထေတိ
အပကမေဝဓမ္မကထေတိတရားကိုတူတူလေးပဲဟောတယ်တရားတူတူလေးဟောတော့အမလီကတ်စည်းနေလိုက်တာတဲ့တရားတူတူလေးဟောလို့ကိုင်းစတော်ကောင်းတော့မထေသုံးမတရားဟောတယ်မထေသုံးမစီသွားတယ်အရှင်ជីဝရကမဟောလို့ကဲရဲ့အရှင်သာရိပုတ္တရာကြီးဟောလွန်းလို့ဘာဖြစ်လို့ကဲရဲ့အခုရှင်အာနန္ဒာကျတော့အဟောနဲလို့ဘာဖြစ်လို့ကဲရဲ့ပြန်တယ်အဲ့ဒီအကြောင်းမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသိသွားတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကလောကကြီးထဲမှာမြတ်စွာဘုရားကလောကကြီးထဲမှာအကဲ့ရဲ့ကလွတ်တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးတချို့ကနေပူတာကြက်ပြီမဲ့နှွေပူလို့ဆိုပြီးတော့လည်းပဲပူတာကိုကဲ့ရဲ့ကြတယ်ရှိတယ်ဟာလက်ရောင်လေးအေးတယ်ဆိုပြီးတော့အဲ့ဒါလက်ရောင်လေးနဲ့နေနေတာရှိတယ်လက်ရောင်ကိုချီးမွမ်းသူရှိတယ်လို့ပဲအဲ့ဒီလက်ရောင်ကြောင့်လည်းပဲအလုံးမဖြစ်လို့မို့ဒေါသထွက်ပြီးတော့လက်ရကဲ့ရဲ့တဲ့သူလည်းရှိတယ်ဘယ်အရာမှနေရတာကအမြဲတမ်းချီးမွမ်းခံရတယ်အမြဲတမ်းကဲ့ရဲ့ခံရတယ်ဆိုတာမရှိဘူးတဲ့မြတ်စွာဘုရားအဲ့ဒီမှာပြောပြနာဇာဟုနာဇာဘဝိတ္တိရှေးကလည်းမရှိဘူးခုလည်းမရှိဘူးနာဇာဟုနာဇာဘဝိတ္တိနာစေတရဟိဝိဇ္ဇတိရှေးကလည်းမရှိဘူးခုလည်းမရှိဘူးတဲ့ဘာလဲမိတော့ဧကန္တံနေတိတောပေါ်တော်ဧကန္တံဝါပတန်တိတောအမြဲတမ်းပဲချီးမွမ်းခံရတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးအမြဲတမ်းလေကဲ့ရဲ့ခံရတယ်ဆိုတဲ့ပုဂ္ဂိုလ်လည်းပဲမရှိပါဘူးတဲ့မြတ်စွာဘုရားအဲ့ဒီမှာပြောပြတယ်အဲ့ဒါကြောင့်တရားရှိခင်သူတော်စင်တို့ခဏအရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မမှာအရှင်သာရိပုတ္တရာမထေရသူမြတ်ကြီးသူကျွမ်းကျင်သူနိုင်နေသူ့ရဲ့ဉာဏ်နဲ့ကိုက်တဲ့အဘိဓမ္မာတရားနာခြင်းပါတယ်ဆိုတဲ့အတုလတို့ဖွဲ့သွားဟောလိုက်တဲ့အခါဒီလိုမထေရကြီးတောင်ကဲ့ရဲ့ခြင်းကနေမလွတ်ဘူးမြတ်စွာဘုရားကပြောတယ်ဖရာတို့တောင်ပဲအမြဲတမ်းချီးမွမ်းခံရတယ်အမြဲတမ်းကဲ့ရဲ့ခံရတော့မရှိဘူးတဲ့ဧကိစေပတန်တန်တိဧကိစေကရဟန္တိတချို့ဘုရားကဲ့ရဲ့တာရှိတယ်တချို့ချီးမွမ်းတာရှိတယ်လို့ဒီလိုဟောပါတယ်အဲ့ဒါတရားချစ်ခင်တော်စင်လိုပဲတရားချစ်ခင်တော်စင်များလည်းပဲရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မမှာဩဒီလိုခြေနေမျိုးတွေလည်းပဲဖြတ်ကျော်ခဲ့ရတာပါလားလို့သိပြီးတော့မိမိတို့ရဲ့ဘဝကိုလည်းပဲအရှင်သာရိပုတ္တရာရဲ့ဘဝနဲ့နှိုက်ရှင်ပြီးတော့မကောင်းတဲ့လောကရဏီနဲ့တွေ့ကြုံလာခဲ့သည်ရှိတော့အရှင်သာရိပုတ္တရာကြီးကိုစံနမူနာထားပြီးတော့မိမိတို့ရဲ့ဘဝခရီးလမ်းကိုဖြတ်သန်းနိုင်ကြတဲ့သူတွေဖြစ်ကြပါစေလို့ဆုတောင်းပေးရင်းလည်းပဲဒေသနာဏိဂုံကပ္ပပုညပါစို့ဤမန္တမဒေသနာဤတရားဒေသနာတော်ကိုသုတ္တဝါနာကြားနာရပြီးတော့မှဒုံမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောသင်္သူတော်ကောင်းပေါင်းတို့မှာဒုံမေကံလမ်းမနိမခရီးမှာကိုဝိဝုဇ္ဇတဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ဒုံမေကံလမ်းမနိမခရီးမှန်ကိုဥဆုံးဖြောင်းမြောက်မတ်မှန်ယန္တုကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေကုန်သတည်း